want to အဲ့တော့ don't want to ကကြတော့မလုပ်ချင်ဘူးဆိုတဲ့ဟာမျိုးပေါ့နော်မလုပ်ချင်ဘူးဆိုလို့ရှိရင် don't want to ရဲ့နောက်ကနေ but one လေးလိုက်ပြီးတော့သုံးတယ် okay အဲ့တော့ငါဈေးမသွားချင်ဘူး I don't want to go to the market အဲ့တော့ကိုမလုပ်ချင်ဘူးဆိုလို့ရှိရင် don't want to သူနောက်ကနေ but one လေးလိုက်ပြီးတော့သုံးလို့ရတယ် okay အဲ့တော့ငါ breakfast မစားချင်ဘူး I don't want to eat breakfast okay ငါရေမချိုးချင်ဘူး I don't want to take a shower okay yes ငါ TV မကြည့်ချင်ဘူး I don't want to watch TV okay yes ငါ game ကစားချင်ဘူး I don't want to play the game အဲ့တော့တစ်ခုခုကိုမလုပ်ချင်တဲ့အရာကိုပြောချင်တဲ့အခါမှာမလုပ်ချင်ဘူးလို့ပြောချင်တဲ့အခါမှာ don't want to flat but one လေးကိုသုံးပြီးတော့ပြောလို့ရပါတယ် okay now speaking pattern လေးတစ်ခုက don't want ပေါ့နော်အဲ့တော့ don't want to ကကြတော့မလုပ်ချင်တာ don't want ကကြတော့မလိုချင်တာ okay don't want သူနောက်ကကြတော့noun လေးလိုက်ပြီးတော့သုံးပြရမယ်ပေါ့နော်ဥပမာငါတငယ်ချင်းအစ်စ်မလိုချင်ဘူး I don't want new friends okay ငါစာအုပ်အစ်စ်မလိုချင်ဘူး I don't want new book okay ငါ TV အစ်စ်မလိုချင်ဘူး I don't want new TV okay အဲ့တော့တခုခုကိုမလိုချင်ဘူးလို့ပြောချင်တဲ့အခါမှာ don't want သူနောက်ကနေ noun လေးလိုက်ပြီးတော့သုံးပြီးလို့ရပါတယ်You want me to plan but one လေးပေါ့နော်အဲ့တော့အဓိပ္ပာယ်လေးကတော့မင်းငါ့ကိုဒါလုပ်စေချင်တာလားဆိုတဲ့အဓိပ္ပာယ်လေးပေါ့ okay ကြောက်ရွံ့ကိုကမေးလိုက်တယ်မင်းငါ့ကိုဒါလေးလုပ်စေချင်တာလားလို့မေးချင်တဲ့အခါမှာ Do you want me to plan but one လေးကိုသုံးမယ် okay example sentence Do you want me to do this job မင်းငါ့ကိုဒီအလုပ်လုပ်စေချင်တာလား okay Do you want me to take a rest မင်းငါ့ကိုအနားယူစေချင်တာလား okay Do you want me to clean the room မင်းငါကိုအခန်းတန်ရှင်းရေးလုပ်စေချင်တာလား okay မင်းငါကိုဈေးသွားစေချင်တာလားလို့ပြောချင်ရော okay Do you want me to go to the market yes မင်းငါကိုဘောလုံးကစားစေချင်တာလား Do you want me to play football okay မင်းငါကိုအိမ်စာတွေပုံမှန်လုပ်စေချင်တာလား Do you want me to do homework regularly okay အဲ့တော့တယောက်ယောက်ကိုမင်းငါကိုဒါလေးလုပ်စေချင်တာလားလို့မေးချင်တဲ့အခါမှာ Do you want me to plan but one လေးကိုသုံးပြီးတော့ပြောလို့ရပါတယ်တခုခုကိုလုံတော့မလို့ပြောချင်တဲ့အခါမှာ I am about to plan but one လေးကိုလိုက်ပြီးတော့သုံးပြီးလို့ရပါတယ် okay example sentence I am about to start cooking lunch ငါနေ့လယ်စာကိုစပြီးချက်တော့မလို့ okay ငါတငယ်ချင်းကိုငါခေါ်တော့မလို့ I am about to call my friends ငါကျောင်းသွားတော့မလို့ I am about to go to school yeah ငါ dinner စားတော့မလို့ I am about to eat dinner yes okay ငါ game ကစားတော့မလို့ I am about to play the game yes okay ငါရေချိုးတော့မလို့ I am about to have a shower yes okay yeah ငါအိမ်စာလုပ်တော့မလို့ I am about to do my homework okay အဲ့တော့တခုခုကိုလုပ်တော့မလို့ပြောချင်တဲ့အခါမှာ I am about to bluff verb 1 လေးကိုသုံးပြီးတော့ပြောလို့ရပါတယ်တခုခုကိုလုပ်ဖို့အဆင်သင့်ဖြစ်ပြီလို့ပြောချင်တဲ့အခါမှာ I am ready to bluff verb 1 လေးကိုသုံးပြီးတော့ပြောလို့ရပါတယ် okay example sentence ငါကျောင်းသွားဖို့အဆင်သင့်ဖြစ်ပြီ I am ready to go to school ငါခရီးသွားဖို့အဆင်သင့်ဖြစ်ပြီ I am ready to travel ငါမနက်စာစားဖို့အဆင်သင့်ဖြစ်ပြီ I am ready to eat breakfast ငါဘောလုံးကစားဖို့အဆင်သင့်ဖြစ်ပြီ I am ready to play football ငါအင်္ဂလိပ်စာလေ့လာဖို့အဆင်သင့်ဖြစ်ပြီ I am ready to learn English language ငါနေ့လည်စာချက်ဖို့အဆင်သင့်ဖြစ်ပြီ I am ready to go for lunch yeah ငါရဲ့ presentation ကိုလုပ်ဖို့ငါအဆင်သင့်ဖြစ်ပြီ I am ready to start the presentation ဒါကကြတော့တခုခုကိုလုပ်ဖို့အဆင်သင့်ဖြစ်ပြီအဲ့တော့တခုခုကိုလုပ်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့ပြောချင်ရင်ရော okay လောလောလေးပဲလေ I am not လေးထည့်လိုက်ရင်ပဲเนาะ I am not ready to black but one လေးကိုသုံးမယ် okay example sentence ငါကျောင်းသွားဖို့အဆင်သင့်မဖြစ်သေးဘူး I am not ready to go to school okay ငါမနက်စာစားဖို့အဆင်သင့်မဖြစ်သေးဘူး I am not ready to eat breakfast
ငါဘောလုံးကစားဖို့အဆင်သင့်မဖြစ်သေးဘူး I am not ready to play football okay အဲ့တော့ဒါကကြတော့နောက်တစ်ခုကကြတော့ကိုက question မေးမယ်ပေါ့နော်မင်းဒါလေးလုပ်ဖို့အဆင်သင့်ဖြစ်ပြီလားလို့မေးချင်ရင်တော့ are you ready to blah blah 1လေးကိုသုံးပြီးတော့မေးလို့ရတယ်ပေါ့နော် okay example sentence okay are you ready to go to school မင်းကျောင်းသွားဖို့အဆင်သင့်ဖြစ်ပြီလား okay မင်းမနေ့စာစားဖို့အဆင်သင့်ဖြစ်ပြီလား are you ready to eat breakfast မင်းဘောလုံးကစားဖို့အဆင်သင့်ဖြစ်ပြီလား are you ready to play football မင်းအင်္ဂလိပ်စာလေ့လာဖို့အဆင်သင့်ဖြစ်ပြီလား are you ready to learn English language မင်းအိမ်စာတွေလုပ်ဖို့အဆင်သင့်ဖြစ်ပြီလား are you ready to do your homework okay အဲ့တော့တခုခုကိုလုပ်ဖို့အဆင်သင့်ဖြစ်ပြီဆိုလို့ရှိရင် I am ready to blah blah 1လေးကိုသုံးမယ်တခုခုကိုလုပ်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့ပြောချင် I am not ready to blah blah 1လေးကိုသုံးပြီးတော့တခုခုကိုလုပ်ဖို့အဆင်သင့်ဖြစ်ပြီလားလို့မေးချင်တဲ့အခါမှာတော့ Are you ready to blah blah 1လေးကိုသုံးပြီးတော့ပြောလို့ရပါတယ်ခုတော့လွဲနေပြီလို့ပြောချင်တဲ့အခါမှာ there is something wrong with flat noun လေးကိုသုံးပြီးလို့ရတယ်။ pattern လေးက there is something wrong with သူနောက်က noun လေးလိုက်ပြီးသုံးမယ်နော်။ Okay let's see example ငါ computer ကတော့တခုတော့လွဲနေပြီ there is something wrong with my computer okay အဲ့ဒီမှာငါ computer ကတခုကိုလွဲနေပြီလို့တော့ငါထင်တယ်လို့ဆိုလို့ရှိရင်တော့ sentence ရဲ့ရှေ့ဆုံးမှာ I think ဆိုလို့ထည့်ပြောလို့ရတယ်ပေါ့နော် okay I think there is something wrong with my computer ငါ computer ကတခုခုလွဲနေပြီလို့ငါထင်တယ် okay เนาะငါထင်တယ်လို့ထည့်ချင်တော့ရှေ့ဆုံးမှာ I think လေးထည့်ပေါ့ okay မင်းရဲ့တွေးနေတဲ့နည်းလမ်းတွေကတခုတော့လွဲနေပြီ there is something wrong with your way of thinking ဒီနေ့မင်းတခုခုတော့လွဲနေပြီ today there is something wrong with you okay ငါရဲ့ဖုန်းကတော့တခုတော့လွဲနေပြီ there is something wrong with my phone okay ငါထင်တယ်လို့ထည့်ချင်တော့ I think there is something wrong with my phone ငါရဲ့ဖုန်းကတခုတော့လွဲနေပြီလို့တော့ငါထင်တယ် okay ငါရဲ့ printer ကတခုတော့လွဲနေပြီ there is something wrong with the printer okay အဲ့တော့အကြောင်းအရာတခုကိုတခုတော့လွဲနေပြီလို့ပြောချင်တဲ့အခါမှာ there is something wrong with သူနောက်က noun လေးလိုက်ပြီးတော့သုံးပေးလို့ရပါတယ် thank you